TikTok ကနေကျွန်တော်ကိုမေးလာတာတစ်ခုရှိတယ်ဗျသူက Zoom တွင်းချင်လို့ပေါ့နော် Zoom တွင်းချင်တယ်ဆိုင်လာခဲ့ရမလားတဲ့ကျွန်တော်ပြောဆိုင်မလာပါနဲ့လို့ Zoom ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီကနေပဲပြပေးလိုက်မယ်လို့ဒါဆိုရင်တချို့မတိတဲ့လူတွေတိလို့ရအောင်ကျွန်တော်တခါတည်းဒီမှာပြလိုက်ပါမယ်ကျွန်တော်ပထမဆုံးကျွန်တော်တို့ရဲ့ set ထဲမှာရှိတဲ့ Chrome ကိုဖွင့်ပါမယ်ပေါ့နော် Chrome ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ Zoom download လို့ရေးလိုက်ပါနော် downloadလို့ကျွန်တော်တို့ရလိုက်ပါ Zoom download လို့ကျွန်တော်တို့ရပြီးပြီဆိုရင်ဒီမှာ download ဆွဲလို့ရမယ် Zoom နဲ့တက်လာပါတော့နော် download Zoom for Windows ဆိုတော့ကျွန်တော်တခါတည်း download ဆွဲရမယ့်နေရာပါနော်ဒါကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒီကောင် download ဆွဲတဲ့နေရာကိုရောက်သွားပြီဒါဆိုရင်ကျွန်တော်ဒီမှာအောက်မှာဒီ download ဆွဲတဲ့ခါလေးပေါ်လာမယ်ပေါ့နော်ဒီကောင်ကdownload 64 bit download 32 bit download ဒီမှာ ARMC4 လို့ပါတယ်ကျွန်တော်တို့သုံးမဲ့ဟာက64 bit တွေပေါ့နော်ကွန်ပျူတာအများစုက64 bit ပဲတုံးတော့ပါဒါဆိုကျွန်တော်တို့ download 62 bit ဆိုတဲ့ဟာကိုနှိပ်လိုက်ပါမယ်ဟောနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးနှိပ်လိုက်ချိန်မှာပဲ download ဆွဲဆိုကျွန်တော်ဒီဘက်မှာဒီများလေးရဲ့ဒီနေရာကိုကြည့်လိုက်ပါကျွန်တော်တို့ဒီမှာကျွန်တော်တို့ profile ပုံရဲ့ဘေးမှာရှိတဲ့များလေးပေါ့နော်အောက်ကိုပြတဲ့များလေးက download ဆွဲနေတာပေါ့နော်ဆိုရင်ကျွန်တော်တို့3မိနစ်လောက်ကြာပြီပေါ့နော်120 map ဆိုတာလေးမိနစ်လောက်ကြာတော့ပါမယ် Okay နည်းနည်းစောင့်လိုက်ပြီဆိုရင်ကျွန်တော်တို့ download ဆွဲထားတဲ့ Zoom ကိုရမှာပေါ့ဒါလေးကိုကျွန်တော်တို့ကဒီမှာက folder ပုံလေးပါတယ်ဒီ folder လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ download ဆွဲထားတဲ့ folder ကြီးရောက်လာပါနော်ဒီရဲ့ကောင်လေးကိုကျွန်တော်တို့ကနှစ်ချက်နှိပ်လိုက်မယ် double click နှိပ်လိုက်မယ်ဆိုရင်ဘူးလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ set တဲ့ကိုဒီ Zoom က automatic install လုပ်နေပါတယ်10မိနစ်လောက်စောင့်လိုက်ပါနော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ download ဆွဲထားတဲ့ Zoom ရလာပါပြီပေါ့နော်ဒီမှာ2မျိုးရှိတယ်တစ်ခုကကျွန်တော်တို့က account ရှိပြီးသားလူတွေအနေနဲ့ကတော့ sign in ကိုနှိပ်ပြီးကျွန်တော်တို့ရဲ့ phone number တော့မဟုတ် email နဲ့လုပ်ထားတယ်ဆိုရင် email phone number လောက်ထားဆို phone number နဲ့ကျွန်တော်နှိပ်ပြီးတော့ဝင်လို့ရတယ်လို့တကယ်လို့မရှိသေးတဲ့လူတွေကလည်း sign up မှာတွားပြီးတော့ကျွန်တော်တို့ရဲ့ email အတက်နဲ့လုပ်လို့ရပါတယ်ကျွန်တော် email တက်နဲ့လုပ်လို့ရတယ်ပေါ့နော်ဒီကလေးနှစ်ခုလုံးကျွန်တော်တို့က sign in ဆိုတဲ့ရှိပြီးသား account နဲ့လည်းဝင်ချင်ဘူးအတက်လည်းမလုပ်ချင်ဘူးဆိုရင်တက်တလို့ကျွန်တော်တို့တင်တန်းတက်ဖို့လို့တဲ့ meeting တွေဝင်ဖို့လို့လဲဆိုရင် join a meeting ဆိုနေပြီးတော့ကျွန်တော်တို့ဒီမှာသူပို့လာတဲ့ meeting ID ကိုဒီမှာထည့်ဒါကျွန်တော်တို့တက်ရမယ့် meeting ကပို့လာတဲ့ meeting ID ကိုထည့်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်နာမည်တစ်ခုထည့်ရမှာနော်ကျွန်တော်တို့နာမည်ကိုဒီမှာထည့်လိုက်ပြီးဆိုတော့ね join နေတယ်ねကျွန်တော်အဲ့ဒီ meeting ကို join လုပ်ရပါတယ်ဗျ။ Okay ဒါလေးကတော့ Zoom install နည်းနဲ့တုံးပြနည်းအခြေခံလေးပါအချို့တိကျနာလေးရှင်းလဲကျွန်တော်ရဲ့ဒီ chat box မှာလာဝင်ပြီးလို့ရပါတယ်ကျွန်တော်နားလေဒီလောက်ပြန်ရှင်းပြပေးပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်